တို့ဘက်တော့ခန္ဓာမှာကျွန်တော်အသက်ခဲမြို့တော်တရှင်းနဲ့ကျွန်တော်နှုတ်ဆက်ပါမယ်ခင်ဗျာ Okay မင်းမရှိတဲ့မြို့တော်မှာ